နောက်ထပ်မက်သက်တစ်ခုပြောပြမယ်ဒီမက်သက်ကကွာဆရာမျိုးဝင်းမက်သက်လို့မပလေးစီလို့ခေါ်ပါကွာနော်ဒါဝင်းကုန်းမှာပဲဆောပြမယ်ဆရာကိုကြည့်မယ်ဒီမှာမလေး missing ရှိမယ် average missing ရှိမယ် frequency ရှိမယ်ဒီသုံးခုပဲကြည့်မယ်နော်ဒီသုံးခုမှာဒီ missing ဆိုတဲ့အတန်းမှာဒါကဏ္ဍတွေအများကြီးရှိနေလိမ့်မယ်ဒါပေမဲ့ငါက0လုံးပဲရှာမယ်အများတန်း0လုံးပဲရှာမယ်နော်0ပဲရှာမယ်0ကိုရှာပြီးတော့အဲ0ရဲ့အောက်တက်နှလုံးကိုကြည့်မယ်ပြောရရင် average frequency ရဲ့ average missing ရဲ့ frequency ရဲ့ဒီနှစ်မျိုးပဲကြည့်ပါဒီအောက်က maximum ကြည့်ကြမလို့အဲ့တော့ဒီအခြေအနေမှာဆိုလို့ရှိရင်ဒါ0เนาะ0ရဲ့အောက်တက်မှာ17ရှိမယ်ပြောချင်တာအဲ့ဒါစာမျက်နှာ17ရဲ့နံပါတ်1ကိုကြည့်ခိုင်းတာ17ဆိုရင်1ဒီနောက်ဆုံး1လို့ပဲယူမှာကွာเนาะအဲ့တော့စာမျက်နှာ17ဆိုရင်ဒီအောက်ကစာမျက်နှာ17ကိုတော့မှာစာမျက်နှာ17အဲ့တော့ခဏလေးဒါတခုတစ်ချက်ပြောင်းသွားပြီမလို့ဒါမပြောတော့ဘူးပြန်ပြောမယ်အခုဒါခုနကဆိုရင် chain သွားပြီဒါခုန10မိနစ်လေ10မိနစ်ဆိုရဲအရာမှာလောက်ရတဲ့ကြောင့်ဒါ chain သွားတာနော်အဲ့တော့အခုအသက်မှာ0ဒါနေရာမပြောင်းနေရာပြောင်းလိုက်တာနေရာပြောင်းနေလိုက်ကြည့်ရမှာအခုကဒီမှာဒီနေရာပဲအဲ့တော့ဒီ average ဆိုတာက average missing ဆိုတာဒါစာမျက်နှာ17frequency ရကြတော့7ဖြစ်သွားတယ်အဲ့တော့ငါက2ကိုကြည့်မယ်အဲ့တော့စာမျက်နှာ17ကိုသွားမယ်ပြီးရင်နှစ်ဆိုတာကဒီအနောက်ကဒီကဏ္ဍဒီနံပါတ်အရှိကြီးရဲ့ကဏ္ဍကိုပြောအဲ့တော့နံပါတ်အရှိကြီးရဲ့ကဏ္ဍဒီမှာနောက်ဆုံးနှစ်ဖြစ်နေရလေအဲ့တော့နှစ်ကဒီမှာ small အဲ့တော့ small ဆိုလို့ရှိရင်ငါတို့ကအခု small ကိုလိုက်ထိုးရမှာဘယ်လောက်ထိုးမလဲ100ဆမယ်ဆိုရင်100ကိုထိုးမယ်နော်အခုဒါချက်စောင့်ကြည့်မယ်သူကြားတဲ့ဟာကိုသူက big ကိုလိုက်ထိုးမယ် small ကိုလိုက်ထိုးမယ်ချက်ကြည့်လိုက်စောင့်ကြည့်လိုက်မယ်ဒါဆိုလို့ဒါရှုံးသွားတယ်နော်ရှုံးသွားလို့ရှိရင်ဒါခုအသက်မှာmissing က0နော်0ရဲ့အောက်တက်မှာ9 18အဲ့တော့စာမျက်နှာ9ရဲ့18ဆိုတော့8ကိုကြည့်မယ်စာမျက်နှာ9ကိုသွားမယ်ပြီးရင်ဒီနောက်ဆုံးကဏ္ဍ8ဒီမှာနောက်ဆုံးကဏ္ဍ8ကဒီမှာအောက်ဆုံးမှာအောက်ဆုံးကဒီမှာ8ကဒီမှာကွဲနေလို့8က bit ဒီမှာ bit ဆိုတော့အခု bit ကိုလိုက်ထိုးမယ် bit ကိုဒါကိုမှmoney management လုပ်ထားရမယ်နော်ဒါ money management အကြောင်းတော့သက်ပြောထားမယ်ဒါဒီမှာတော့ formula အကြောင်းမပြောမယ်အဲ့ဒါအခုဒါဒီလက်မှာဆိုဒါ bit ကိုလိုက်ထိုးရမှာပေါ့နော်ဒါ trend following method နဲ့လည်းဆင်းနေဒီမှာ bit ဆိုရင်ဒါအခု bit ကိုလိုက်ထိုးရမယ်လိုမျိုးပေါ့အဲ့လိုမျိုးလိုက်ကြည့်ရအောင်ပေါ့6ဒါဆိုရင်ရှုံးသေးလို့ရှိရင်ဒါမနိုင်မချင်း0ဒီမှာဆိုရင်အသစ်ပြောင်းသွားတယ်0 73 8အဲ့တော့စာမျက်နှာ73ရဲ့8ကိုကြည့်မယ်စာမျက်နှာ73ရဲ့ဒီမှာ8ကbit ဆို bit ပဲလိုက်ထိုးမယ် bit ကိုတတိယအချိန်မှလိုက်ထိုးမယ်နော်ဒါစောင့်ကြည့်လိုက်မယ်ဒါဆိုနိုင်သွားပြီ3ချိန်နဲ့ဒါကို money management လုပ်ထားလို့ရှိရင်ဒါ3ချိန်နဲ့နိုင်ဖြစ်သွားပြီဒါလွယ်လေးနော်ရှင်းပြီနော်ရှင်းပြီ